ကျိုးဝိုင်းထဲမှာထက်မှတ်အိပ်ပျော်သွားခဲ့တဲ့မြန်မာဖိုက်တာတန့်စင်ဒီကနေ့ထိုင်းနိုင်ငံဘန်ကောက်မြို့လူမနီအားကစားရုံမှာပြုလုပ်ခဲ့တဲ့ One Championship ရဲ့ 1FF149 တောက်ကြညပွဲစဉ်မှာထိုင်းဖိုက်တာဂျာရက်ချိုင်ကမြန်မာဖိုက်တာတန့်စီကိုပထမအချီမှာတင်အလေးထိုးအနိုင်ယူသွားခဲ့ပါတယ်။ Flying weight တန်းထိုးသက်ခဲ့တဲ့ဒီပွဲစဉ်မှာဂျာရက်ချိုင်ကသူ့ကိုလူသိများတဲ့ဒုံးပြန်တိုက်ချက်နဲ့အလေးထိုးခဲ့တာဖြစ်ပြီးအမြင့်တိုက်ဒူးချက်နဲ့အမြင့်ကင်ချက်တွေကိုအားပြုအသုံးပြုခဲ့ပါတယ်။တန့်စင်ကိုအလေးထိုးနိုင်ခဲ့လို့ဂျာရက်ချိုင်ဟာဘောနဲ့ဆုရရှိခဲ့ပြီးသူ့ရဲ့3ပွဲမြောက်ထိုးသက်ခဲ့ပြီး3ပွဲဆက်အနိုင်ရပွဲလေးဖြစ်ပါတယ်။အစိုးပိုင်းကဂျာရက်ချိုင်ဟာသူနဲ့ထိုးသက်ဖို့ထိုင်းဖိုက်တာအများစုကိုအနိုင်ယူထားတဲ့နမေကျော်ရုရှားဖိုက်တာအဆဒူလာအီမန်ဂါစလီယက်ကိုစိန်ခေါ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဝမ်ဖတ်ကတော့သူ့ကိုရှုံးဝေးဆက်နေတဲ့တန့်စင်နဲ့ပဲပွဲတည်ပေးခဲ့တာဖြစ်ပါတယ်။တန့်စင်ကတော့1 Championship သမိုင်းမှာ9ပွဲထိုးသက်ထားပြီး2ပွဲနိုင်5ပွဲဆက်ရှုံးပွဲဆက်လာတာဖြစ်ပါတယ်။ဖိုက်တာဘောမှာတကယ်ကိုဆက်မထိုးသင့်တဲ့ဖိုက်တာတအုပ်အနေနဲ့မတ်တန်းဝင်သွားခဲ့တာပါ။ PR ဒဏ်မခံနိုင်တာလားလေ့ကျင့်မှုတွေမပြေဝတာလားဘာဖြစ်နေလဲဆိုတာတော့မပြောတတ်ပါဘူးဒါပေမဲ့နောက်ဆုံးပြောချင်တာတစ်ခုကတန့်စင်အနေနဲ့တိုက်ခိုက်ရေးလောကကနေအဘီးတိုင်နားလိုက်တင်ပါပြီအခုကြည့်နေတဲ့ပရိသတ်တွေအနေနဲ့ကလည်းတန့်စင်ကိုဘယ်လိုမြင်လဲကွန်မန့်လီမှာမှန်းခဲ့ပေးပါအောင်နော်